အားလုံးပဲမင်္ဂလာပါဒီနေ့ကျမတို့ပေါ့နော်နိုးပြုတ်ဖို့အတွက်ခက်ခဲကြတဲ့အချိန်တွေကျမတို့ကြုံမှုကြမယ်ပေါ့နော်လူတစ်ယောက်ကအကူအညီလာတောင်းတဲ့အခါမှာကိုယ့်ဘက်မှာလည်းလှုပ်ရှားအများကြီးရှိပေမဲ့နိုးမပြုတ်မငင်းရက်လို့ပေါ့နော်တခါမငင်းရက်လို့မို့ရင်လည်းညင်းပယ်ဖို့ခွန်အားမရှိတော့ကူညီလိုက်တဲ့အခါမျိုးတွေရှိကြတယ်ပေါ့နော်အဲ့ခါကျတော့အဲ့လိုကူညီလိုက်တဲ့အခါမှာတစ်ဖက်လူကအဆင်ပြေသွားပေမဲ့ကိုယ့်ဘက်မှာအဆင်မပြေမှုတွေအများကြီးဖြစ်လာရတယ်ဆိုတဲ့အကြောင်းအရာလေးတွေလည်းကျမတို့ကြုံမှုကြမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီဗီဒီယိုမှာတော့ဘာဖြစ်လို့ကျမတို့က no ပြောဖို့ခက်တာလဲဟုတ်ပြီနော်ပြီးတဲ့အခါမှာကျမတို့အဲ့လို no ပြောဖို့ခက်တဲ့လူတွေကိုကျမတို့ကဘယ်လိုခေါ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျမတို့လေ့လာသွားကြမှာဖြစ်တယ်ပေါ့နော်ပြီးသွားတဲ့အခါမှာဒီ no ပြောဖို့ရန်တော့ခက်ခဲတဲ့ဒီအခက်ခဲတွေကိုကျမတို့ဘယ်လိုကင်တွယ်ကြမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုလေ့လာသွားကြမှာဖြစ်တယ်အဲ့ခါကျတော့အဲ့လို no ပြောဖို့ခက်တဲ့သူတွေကိုကနေညင်းလိုက်ဖို့ရန်တော့ခက်ခဲတဲ့လူတွေကိုကျမတို့က people pleaser မဟုတ်လို့ရှိရင်လေလူတွေအကြိုက်အသက်ရှင်နေသူဆိုပြီးမှကျမတို့ကမြောက်ရဖြစ်အဲ့လိုမျိုးအသုံးနှုန်းတွေနဲ့သုံးကြတယ်ပေါ့နော်အခါကျတော့ why ဘာဖြစ်လို့လူတွေက no လို့ပြောဖို့ရန်ညင်းပယ်ဖို့ရန်အတွက်ကြောက်ကြတာလဲပေါ့နော်ကျမတို့ကအငင်းခံရမှာကြောက်တယ်လို့ကျမတို့ကညင်းရမှာကိုလည်းကြောက်တတ်တဲ့လူတွေထဲမှာပါဝင်ကြတယ်ပေါ့နော်အခါကျတော့ဘာဖြစ်လို့လဲဆိုတော့အခါကျတော့အချက်၅ချက်ရှိတယ်ပထမတစ်ချက်ကတော့ညင်းပယ်ခံရမှာကြောက်လို့ကိုကိုအကူကြီးလာတောင်းတဲ့အခါမှာကိုကအကူကြီးမပေးလိုက်ရင်သူငါ့ကိုမကြိုက်တော့မှာဆိုပြီးမှကျမတို့ကအစင်မပြေပေမဲ့ကုညှိပေးလိုက်ကြတဲ့အကြောင်းရင်းလေးရှိကြတယ်ပေါ့နော်ဥပမာလုပ်ငန်းခွင်မှာဆိုပါစို့ပေါ့နော်လုပ်ငန်းခွင်မှာကိုရဲ့လုပ်ဖို့ကိုင်ဖက်ကနေပြီးမှကိုအကူညှိလာတောင်းနေဆိုပါစို့ကိုစီမှာလည်းလုပ်ရအများကြီးရှိတယ်တပုံတပင်ရှိတယ်ဒါပေမဲ့ကိုလုပ်ဖို့ကိုင်ဖက်ကအကူညှိလာတောင်းတဲ့အခါမှာမငင်းနိုင်ဘူးပေါ့နော်ကူညီပေးလိုက်တယ်ဒါပေမဲ့ကိုယ့်ဘက်ကအဆင်ပြေလားဆိုတော့လည်းအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ကကြတော့ကိုမကူညီပေးလိုက်သူငါ့ကိုမကြိုက်တော့ရင်ဘယ်လိုလုပ်မလဲအမြင်မကြည့်တော့ရင်ဘယ်လိုလုပ်မလဲအထက်ကိုထက်ပိုစီနီယာကျလူတွေအကူညီလာတော့ပိုဆိုးတယ်ပေါ့နော်စသဖြင့်ဒီဥစ္စာလေးတွေလည်းကျမတို့အဲ့ဒါကြောင့်မို့လဲဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ကကြတော့ကျမတို့ကလေးဘဝမှာကြီးပြင်းခဲ့တဲ့ပုံစံအခြေအနေတွေကြောင့်မို့လဲဖြစ်တတ်တယ်ပေါ့နော်ကလေးဘဝနဲ့ပတ်သက်ပြီးမှပြောစရာအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့မှာတော့တစ်ချက်ပဲပြောပြချင်တယ်ပေါ့နော်ဥပမာကိုရဲ့မိဘတွေကိုရဲ့အုပ်ထိန်းသူတွေကကိုကလေးဘဝမှာပေါ့နော်ကလေးဘဝမှာစကားနားထောင်တဲ့အခါဖြစ်ပါစေသူတို့ပြောတဲ့အတိုင်းလှုပ်တဲ့အခါမှသာနေကိုတော်တယ်လိမ္မာတယ်အရန်ကောင်းတဲ့ကလေးလို့သတ်မှတ်ခြင်းခံရတဲ့ကလေးတွေကပြီးတဲ့အခါမှာသူတို့လိုချင်တဲ့အရာကိုပြောတဲ့အခါမှာသူတို့ရဲ့ကလေးတွေရဲ့အမြင်တွေကိုပြောလာတဲ့အခါမှာစူပူကျိမ်းမောင်းခံရတဲ့ကလေးတွေဒီကလေးတွေကကြီးလာတဲ့အခါမှာလည်း people pleaser ဖြစ်လာတတ်တယ်ဆိုတော့ကိုနားလည်ရတယ်ပေါ့နော်အဲ့ခါကျတော့ဒီကလေးတွေကပေါ့နော်ဘလို့ဖြစ်လာလဲသူတို့စိတ်ထဲမှာဘလို့တွေးမိသွားလဲဆိုတော့ကကြတော့ငါမိဘတွေကငါကောင်းတာလုပ်မှငါလူတွေကိုကူညီပေးမှပြီးတဲ့အခါမှာသူတို့ပြောတဲ့အတိုင်းလိုက်လို့မှငါ့ကိုလိမ္မာတယ်လို့သတ်မှတ်တဲ့အတွက်ကြောင့်မို့ငါရဲ့အမြင်ကအရေးမကြီးဘူးငါရဲ့အကြိုက်ကအရေးမကြီးဘူးငါဘာဖြစ်ချင်လဲဆိုတာကအရေးမကြီးဘူးဆိုပြီးမှသူတို့ရဲ့အတွင်းစိတ်ထဲမှာဂိမ်းအောင်နေကြတာဖြစ်တယ်အဲဒါကြောင့်မို့ကြီးပြင်းလာတဲ့အခါမှာဒီလိုကလေးတွေကကြီးလာတဲ့အခါမှာသူတို့ရဲ့အမြင်ကိုထုတ်ပြောဖို့ရန်အတွက်အင်မတန်မှခက်ခဲလာကြတယ်လူတွေအကူကြီးတောင်းလာတဲ့အခါမှာညင်းဆိုဖို့ရန်အတွက်ခက်ခဲလာကြတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကြတော့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ကြိုက်တဲ့အရာတွေကိုထုတ်ပြောတဲ့အခါမှာမိဘတွေကကိုယ့်ကိုမလိမ္မာဘူးကိုယ့်ကိုမကောင်းတဲ့ကလေးဆိုပြီးမှငယ်စဉ်ကလေးကနေပြီးမှဒါရိုက်မဟုတ်ပဲနဲ့တွယ်ဝိုက်တဲ့နည်းနဲ့သတ်မှတ်လိုက်ကြလို့ဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ကြတော့ low self esteem မိမိတန်ဖိုးထားမှုကိုအနှိမ့်ဆုံးမှာရှိတဲ့သူတွေပေါ့နော်သူတွေကဘယ်လိုလဲဆိုတော့ကြတော့ကျမတို့ကတခုလူတွေကိုအကူကြီးလာတောင်းတဲ့အခါမှာအကူကြီးမပေးမှာကိုကျမတို့ကအကူကြီးမပေးလိုက်ရတာကိုကျမတို့ကကြောက်ကြတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကြတော့ကျမတို့ကအဲ့လိုလူတွေကဘယ်လိုခံစားတတ်လဲဆိုတော့ကြတော့လူတွေကငါ့ကိုကြိုက်တယ်ဆိုတာကငါတို့ကိုလှုပ်ပေးနိုင်လို့ငါတို့ကိုအကူအညီပေးနိုင်လို့လူတွေကငါ့ကိုကြိုက်ကြတယ်လက်ခံကြတယ်နှစ်သက်ကြတယ်ဆိုပြီးမှခံယူထားကြတာဖြစ်တယ်။အဲဒါကြောင့်မို့တို့ကလူတွေအကူအညီလာတောင်းတဲ့အခါမှာညှင်းပယ်ဖွင့်ရတဲ့အရန်ခက်ကြတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့တန်ဖိုးကိုတို့ကလူတွေအမြင်မှာလူတွေရဲ့နှစ်သက်မှုပေါ်မှာတိဆောက်ထားလို့ဖြစ်တယ်ပေါ့နော်။အဲဒါကြောင့်မို့တို့ဘက်ကအကူအညီလည်းမတောင်းရဲကြဘူး။မတောင်းရဲကြတာပေါ့နော်။အဲဒါကြောင့်လူတွေအကူအညီလာတောင်းရင်တော့အကူအညီပေးလိုက်တယ်ဒါပေမဲ့ကိုယ့်ဘက်ကနေပြီးမှအကူကြီးတောင်းဖို့ရန်အတွက်ခက်ခဲကြတဲ့လူတွေလည်းဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ကိုကြီးပြင်းလာတဲ့ယဉ်ကျေးမှုနဲ့လူနေမှုအတိုင်းဝိုင်းနဲ့လည်းဆက်ဆိုင်မှုရှိတာဖြစ်တယ်။မငယ်စဉ်ကလေးကနေကြီးလာတဲ့အတိုင်းဝိုင်းဟုတ်ပြီနော်ဒီဟာလုပ်ရင်ဒီဟာငါပြောတဲ့အတိုင်းလုပ်ရမယ်ဟုတ်ပြီနော်ငါလုပ်ခိုင်းဒါလုပ်ရမယ်တခြားဟာတွေမလုပ်နဲ့ဆိုပြီးမှအဲ့ယဉ်ကျေးမှုအဲ့အတိုင်းဝိုင်းကနေကြီးပြင်းလာတဲ့သူတွေကလည်းခုနကပြောသလိုကလန်ကဆန်လို့ဖို့ကလန်ကဆန်ဆိုတဲ့ဆိုင်ပေါ့နော်ကိုယ့်ရဲ့အကြိုက်ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့
အသွေးခေါ်တွေကိုချပြဖို့ရန်အတွက်သူတို့ရုန်းကန်ရတာဖြစ်တယ်ဆိုတော့ကိုလည်းတွေ့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုရဲ့စိတ်ဓာတ်ရာတွေကြောင့်မို့လဲpeople pleaser ဖြစ်လာကြတယ်ပေါ့နော်ဥပမာကိုအမြင်တွေကိုပြောတဲ့အခါမှာကိုကြိုက်တဲ့အရာတွေကိုပြောတဲ့အခါမှာတစ်ဖက်လူကကိုကိုတန်ဖိုးမထားဘဲနဲ့ကိုအမြဲတမ်းဝေဖန်တယ်ကိုရဲ့ရွေးချယ်မှုတွေကအမြဲတမ်းမကောင်းမှုဆိုမှအမြဲတမ်းဝေဖန်မှုတွေနဲ့ကြီးလာတဲ့အခါမှာအဲ့ဒီအရာတွေကိုကိုယ့်ရဲ့ relationship တွေမှာဖြစ်ပါစေပေါ့နော်ကြုံတွေ့လာရတဲ့အခါမှာဒီတယောက်ကကျမကကြုံတွေ့လာရတယ်ဆိုပါဆိုအခါဆိုကျမကနောက်ပိုင်းမှာသူတို့တွေနဲ့စကားအခြေတင်မများချင်တော့တာဖြစ်ပါစေမို့လို့ရှိရင်လေဟုတ်ပါတယ်သူတို့ပြောတာမှန်ပါတယ်ငါတွေးတာမှားတာယူငါကြိုက်တာကဟုတ်မဟုတ်တာဆိုပြီးစသဖြင့်ဒီအသွေးတွေကကိုကိုလွှမ်းမိုးသွားပြီးမှကိုကနောက်ပိုင်းမှာကိုယ့်ရဲ့အမြင်တွေကိုယ့်ရဲ့အကြိုက်တွေကိုယ့်ရဲ့နှစ်သက်မှုတွေကိုကိုကချမပြတော့ဘဲနဲ့သူတို့အကြိုက်စပြီးမှသဘောတူပြီးမှသူတို့လှုပ်စေချင်တယ်လို့ပဲကိုကစပြီးမှလှုပ်ဆောင်လာကြတာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့ကျမတို့ဒီနေ့ no လို့ညင်းပယ်ခံရတဲ့အကြောင်းရင်းလေးတွေကဒီထဲမှာပါဝင်တာဖြစ်တယ်ဆိုတော့တွေ့ရတာဖြစ်တယ်အဲ့ခါကျတော့ကျမတို့က people pleaser ဖြစ်နေပြီလားအဲ့ဒါကိုကျမဘယ်လိုသိနိုင်မလဲဆိုတော့ပထမတစ်ချက် no လို့ပြောမှာအရန်ရုန်းကန်နေရလားပေါ့နော်များတော့အဖြစ်တော့ကျမတို့လူမျိုးတွေကကူညီတတ်တဲ့ယဉ်ကျေးမှုရှိတဲ့နိုင်ငံကနေကြီးပြင်းလာကြတယ်ဆိုတော့အကူညီဆိုတော့ကျမတို့ကနဲဒီဖြစ်စေများဒီဖြစ်စေကိုတတ်နိုင်တဲ့လောက်ကူညီကြတယ်ဒါကသဘာဝဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခုနကပြောသလိုကိုရဲ့ကိုလိုရမအလုပ်တွေကိုပြစ်ထားပြီးမှတခြားလူတွေကိုလိုက်လျှောက်လုပ်ပေးနေရင်းနဲ့ပေါ့နော်လိုက်လုပ်ပေးနေရင်းနဲ့နောက်ပိုင်းမှာကိုရဲ့စိတ်ပိုင်းဆိုင်ရဲ့မောပန်းလာတယ်ပင်ပန်းလာတဲ့အထိဟုတ်ပြီနော်ကိုယ့်ရဲ့အလုပ်တွေကတောင်းလို့ပုံနေပြီဟုတ်ပြီနော်အလုပ်တွေကမပြီးတော့ဘူးဒါပေမဲ့တခြားအရာတွေကိုလာပေးတဲ့ခါမှာလည်းဆက်ပြီးမှလက်ခံနေတော့မယ်ပြောချင်တာက no လို့ပြောရမှာအရန်ရုန်းကန်နေရတာလားပေါ့နော်အဲ့ဒါဆိုရင်လည်းကျမတို့ကဒိဋ္ဌိထားမှာဖြစ်တယ်ပြီးတော့တဲ့ခါမှာသူများနဲ့ကိုယ်ရှင်လာတဲ့အခါမှာပေါ့နော်ကိုကဦးစားပေးမိလိုက်တဲ့အခါတိုင်းမှာကိုအပြစ်ရှိတယ်လို့ခံစားနေရတာပြောချင်တာကညင်းရမှာကိုညင်းလိုက်တဲ့အခါမှာတစ်ဖက်လူကိုအကူအညီမပေးလိုက်တဲ့အခါမှာအကူအညီမပေးနိုင်တဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာတက်တောင့်မဖြစ်ဘူးလို့ခံစားရတာမျိုးတွေအဲ့လိုမျိုးတွေခံစားနေရပြီလားပေါ့နော်ပြီးတော့တဲ့ခါမှာပေါ့နော်တခြားသူတွေစီကနေအတိမတ်ပြုမှုတွေတခြားသူတွေစီကနေပြီးမှအတိမတ်ပြုတာတွေနှစ်သက်တယ်လို့ပြောတဲ့အရာတွေဟုတ်ပြီနော်ဒီဥစ္စာတွေကိုကျမတို့ကလိုက်ရှာမိနေပြီလားပေါ့နော်လူတိုင်းကတော့ကိုလှုပ်သမျှအရာအလုံးကိုအတိမတ်ပြုမှာမဟုတ်ဘူးပေါ့ဒါပေမဲ့ကျမတို့ကအဲ့လိုအရာတွေကိုပဲလိုက်ရှာမိနေပြီဆိုရင်လေကိုက people pleaser ထဲမှာပါဝင်နေပြီလားဆိုတော့ကိုနားလည်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုမဖြစ်ဖို့ရန်အတွက်ကျမတို့ကပြဿနာတွေကိုအသက်နိုင်ဆုံးရှောင်ရှားကြတယ်အသက်နိုင်ဆုံးရှောင်တယ်ဟုတ်ပြီနော်ဥပမာကျမရဲ့လုပ်ဖော်ကိုင်ဖက်ကကျမရဲ့လုပ်ထားတဲ့ project တစ်ခုဆိုပါစို့ကျမအစဆုံးလုပ်ထားတဲ့ project ဒါပေမဲ့ကျမလုပ်ဖော်ကိုင်ဖက်ကဒီ project ကိုယူပြီးမှအထက်လူကြီးကိုတင်ပြတဲ့အခါမှာဒါကသူလုပ်ထားပါတယ်ဆိုမှတင်ပြလိုက်တယ်ဒါပေမဲ့ကျမကခုနပြောသလိုကျမစိတ်ထဲမှာအဲ့လိုသူ့ကိုရင်ဆိုင်ထိတ်တိုက်ရင်ဆိုင်ဖို့ရန်အတွက်ကျမကအရင်ခက်ခဲတဲ့အတွက်ကြောင့်မို့မပြောတော့ဘဲနဲ့အေးဟုတ်ပါပြီထားလိုက်ပါတော့ဆိုပြီးမှလျှော်လိုက်တဲ့အခါမျိုးတွေကျမတို့အချိန်ချင်းကြုံနေခဲ့ပြီလားပေါ့နော်စတဲ့ဖြစ်ဒီအချက်လေးတွေကျမတို့ဘဝထဲမှာရှိနေပြီဆိုရင်တော့ကျမတို့က people pleaser ထဲမှာရောက်နေပြီဆိုတော့ကျမတို့နားလည်ရမှာဖြစ်တယ်ပေါ့နော်အဲအကြောင်းမို့ဒီချက်လေးတွေကိုကျမတို့နားလည်စေချင်တယ်အဲ့ခါကျတော့ဒီအရာတွေကိုကျမတို့ကကင်တွယ်ဖြေရှင်းလို့မရဘူးလားဆိုတော့ကင်တွယ်ဖြေရှင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဘက်မှာရုန်းကန်မှုတွေတချို့တော့ကြုံရမယ်ပေါ့နော်စိန်ခေါ်မှုတွေကိုကျွန်တော်ဖြတ်တန်းရမှာဖြစ်တယ်ပထမတစ်ချက်ကတော့ဘာလို့ဆောင်ရမလဲဆိုတော့ကြတော့ကိုက people pleaser ဖြစ်နေပြီဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်တာဖြစ်တယ်ကိုသိမှပဲအဆင်ပြေမှာဖြစ်တယ်အဲ့လိုသိဖို့ရန်အတွက်ဘယ်လိုလုပ်နိုင်လဲဆိုတော့ကြတော့စာရွက်တစ်ရွက်မှာစာချရေးတာမျိုးပေါ့နော်ဒီနေ့တစ်ရက်တာလုံးလှုပ်ဆောင်တစ်ရက်တာလုံးကိုကျွန်တော်တို့ချရေးလိုက်တယ်ပေါ့နော်ဒီထဲမှာကိုတကယ်မလုပ်ချင်တဲ့အရာတွေကိုမငင်းမဲနဲ့ဟုတ်ပြီနော်မငင်းနိုင်လို့ no လို့မပြောနိုင်လို့လုပ်ခဲ့တဲ့အရာတွေကဘယ်အရာတွေဖြစ်မလဲချရေးပေါ့နော်တကယ်တော့ကိုဒီဥစ္စာလုံးဝမလုပ်ချင်ဘူးကိုယ့်အတွက်လည်းအဆင်မပြေဘူးဒါပေမဲ့ညရမှာအားနာလို့ကျွန်တော်မြန်မာစကားလုံးမှာရှိရပေါ့နော်အားနာလို့ဆိုပြီးမှလှုပ်ပေးလိုက်တယ်ဒါပေမဲ့ကိုယ့်အတွက်အဆင်ပြေလားဆိုတော့လည်းအဆင်မပြေဘူးအဲ့အရာတွေဘယ်နှခုလောက်ကျွန်တော်တို့ဒီနေ့လှုပ်ခဲ့လဲပေါ့နော်အဲ့လိုလှုပ်လိုက်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာဘယ်လိုခံစားရလဲဟုတ်ပြီနော်တကယ်လို့အဲ့နေရာမှာကိုကမလှုပ်ပေးဘဲနဲ့ညှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုခံစားနိုင်မလဲကြောက်တဲ့စိတ်ခံစားမှလားစိုးရိမ်မှုခံစားမှာလားမဟုတ်ရင်လည်းဘယ်လိုခံစားချက်တွေကျမတို့ခံစားနိုင်လဲဆိုတော့ဒီခံစားချက်တွေချရေးပေါ့နော်အဲ့ခါမှာကျမတို့ကဘယ်အရာတွေကိုကျမတို့ကဘယ်လိုအကူအညီလာတောင်းတဲ့အခါမှာဘယ်လိုပုံစံနဲ့ညှင်းလို့ရလဲဆိုတော့ကျမတို့ပို့ပြီးမှသိလာမှာဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကျတော့ဗာလဲဆိုတော့ကျတော့ကျမတို့ရဲ့ပုံပြက်နေတဲ့အသွေးခေါ်တွေကိုကျမတို့ကပြန်ပြီးမှ challenge လုပ်ဖို့ရအရေးကြီးတာဖြစ်တယ်အဲ့ခါကျတော့
ငါဒီလိုညှင်းလိုက်ရင်ပုံပြက်နေတဲ့အသွေးခေါ်ဆိုဘယ်လိုမျိုးလဲဆိုတော့ငါညှင်းလိုက်ရင်သူတို့ငါ့ကိုမကြိုက်တော့ဘူးထင်တယ်ဆိုတဲ့ဒီကပုံပြက်နေတဲ့အသွေးခေါ်မှုဖြစ်တယ်ငါမလုပ်ပေးရင်ငါ no လို့ပြောလိုက်ရင်သူတို့ငါ့ကိုလက်မခံတော့ဘူးထင်တယ်ငါ့ကိုအတိမတ်မပြုတော့ဘူးထင်တယ်ဆိုတော့ဒီဥစ္စာကပုံပြက်နေတဲ့တွေးခေါ်မှုဖြစ်တယ်အဲ့တွေးခေါ်မှုကိုဘယ် challenge တွေလုပ်နိုင်လဲဆိုတော့ကြတော့တကယ်လို့သူတို့ငါ့ကိုတန်ဖိုးထားတယ်ဆိုရင်ငါရဲ့အဆုံးဖြတ်ချက်ကိုလည်းသူတို့တန်ဖိုးထားမှာပဲဆိုတဲ့ဒီတွေးခေါ်မှုကိုကျမတို့ကထည့်ပြီးမှထည့်အစားထိုးပြီးမှတွေးတတ်ဖို့လိုတာပေါ့နော်စသဖြင့်ဒီ negative thoughts တွေကိုကျမတို့ကပုံပြက်နေတဲ့တွေးခေါ်မှုတွေကိုအပြုသဘောဆောင်တဲ့အရာတွေနဲ့ကျမတို့ကပြန်ပြီးမှအစားထိုးဖို့လိုအပ်တာဖြစ်တယ်ပေါ့နော်ပြီးရတဲ့အခါမှာ no လို့ပြောချင်မှာပေါ့နော်ဥပမာကိုကကြီးကြီးမားမားမပြောနိုင်ဘူးဆိုရင်ဥပမာကုံစုံဆိုင်သွားတဲ့အခါမှာကုံစုံဆိုင်ကနေပြီးမှလက်ဆောင်ဆိုပြီးမှချိုချင်လေးပါလေးပေးတတ်တယ်ပေါ့နော်အခါကျရင်အဲ့ကနေစကျင်လို့ရတယ်ပေါ့နော်ကျမမယူတော့ဘူးစတဲ့ဖြစ်ပေါ့နော်ဒါတော့မယူတော့ဘူးဆိုပြီးမှတေးသေးလေးကနေစလုံရင်လည်းနောက်ပိုင်းမှာကိုက no လို့ပြောတဲ့အချက်တွေရလာတဲ့အခါမှာနောက်ပိုင်းမှာကြီးကြီးမားမားတွေဖြစ်လာတဲ့အခါမှာလည်းကိုယ့်ဘက်ကအဆင်မပြေတဲ့အခါမှာ no ဆိုတဲ့အရာတွေကိုကျမတို့ကပြောလာနိုင်မှာဖြစ်တယ်ပေါ့နော်ပြီးတော့တဲ့အခါမှာနောက်ဆုံးအရေးကြီးဆုံးချက်ကပါလဲဆိုတော့ကြတော့ကျမတို့ no လို့ပြောတဲ့အခါမှာကျမတို့ရဲ့ဘဝမှာကျမတို့စိတ်ပိုင်းဆိုင်ရာပေါ့နော်comfortable ဖြစ်မှာတော့မဟုတ်ဘူးတက်တောင့်တက်တာဖြစ်မှာတော့မဟုတ်ဘူးပေါ့နော်ဥပမာကျမဆိုရင်လည်းပေါ့နော်လူတွေနဲ့အဲ့လိုမျိုးထိတ်တက်ရင်ဆိုင်ပြီးဖြည့်ရှင်းရတဲ့နေ့တွေဆိုရင်ညဆိုတခါကျအိတ်မပျော်ဘူးပေါ့နော်သူတို့ငါ့ကိုဘယ်လိုထင်သွားမလဲသူတို့ငါ့ကိုဘယ်လိုမြင်ကြမလဲပေါ့နော်ငါပြောတာကိုသူတို့နားလည်မှုလွဲသွားရင်ဘယ်လိုလုပ်မလဲစသဖြင့်အမျိုးမျိုးပေါ့နော်အသွေးခေါ်တွေကအသွေးတွေလုံးဝမိမှာအဲ့လိုမပြောတဲ့အခါတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလိုတက်တောင့်တက်တာမဖြစ်မှုတွေကိုကျမတို့ကရင်ဆိုင်မှပဲအဲ့ဒီလိုခံစားချက်တွေကိုကျမတို့ကရင်ဆိုင်မှပဲခုနကပြောတဲ့ဒီ no လို့မပြောနိုင်တဲ့အရာတွေကိုကျမတို့ကကြော်လွှားသွားနိုင်မှာဖြစ်တယ်။အဲဒါကြောင့်မို့အဲ့လိုတက်တောင့်တက်တာမဖြစ်ဘူးဆိုတဲ့အရာကိုကျမတို့ကမရင်ဆိုင်ချင်လို့အဲ့လိုမခံစားချင်လို့ကျမတို့ကလူတိုင်းနဲ့အမြဲတမ်းလိုက်လုံးညီထွေနေလို့တော့ခုနကပြောတဲ့ဒီအရာတွေကိုကျမတို့ကကြော်လွှားနိုင်မှာမဟုတ်ဘူးပေါ့နော်။အဲဒါကြောင့်မို့တက်တောင့်တက်တာမဖြစ်တဲ့ခံစားချက်တွေကိုကျမတို့ကရင်ဆိုင်မှာပြီးသွားတဲ့အခါမှာကိုကအကောင်းဆုံး version အသစ်နဲ့ပြန်လာနိုင်မှာဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါမှာကျမတို့ပုံဝင်ခြင်းမှာကျမတို့ရဲ့ဆုံးဖြတ်ချက်ကိုတန်ဖိုးထားအလေးထားတဲ့သူတွေနဲ့ကျမတို့ကအပေါင်းအသင်းမိတ်ဆွေဖွဲ့ပါပေါ့နော်လူခုနပြောသလိုလူတိုင်းကတော့ကျမတို့ရဲ့ဆုံးဖြတ်ချက်ကိုတန်ဖိုးမထားနိုင်ဘူးပေါ့နော်ကျမတို့ no လို့ပြောရတဲ့အခါမှာကျမတို့ကိုပြစ်သွားတဲ့သူတွေရှိနိုင်တယ်ကျမတို့ကိုလက်မခံတော့တဲ့သူတွေရှိနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကို no လို့ပြောတဲ့အခါမှာကိုယ့်ရဲ့ဘောင်သူတွေကိုတန်ဖိုးထားတဲ့သူတွေလည်းရှိတာဖြစ်တယ်အဲ့လိုလူတွေနဲ့ကျမတို့ကပေါင်းသစ်ဆက်ဆံရေးဆက်ပြီးမှခိုင်မာတဲ့ပေါင်းသစ်ဆက်ဆံရေးတည်ဆောက်ပါပေါ့နော်ခုနပြောသလိုကျမတို့ရဲ့ဒီဖြစ်တည်မှုတွေကျမတို့ရဲ့အရာအလုံးကခုနကလူတွေအကြိုက်ပေါ်မှာရက်တည်နေတာတည်ဆောက်ထားတာမဟုတ်ဘူးဆိုတော့ကိုလည်းကျမတို့ကနားလည်ရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခုနကပြောသလိုဒီ people pleaser ဆိုတဲ့ဒီလူတွေအကြိုက်အသက်ရှင်ခြင်းဆိုတဲ့အရာကားပေါ့နော်အပေါ်ယံတချို့ဒီအတွက်ကတော့အပေါ်ပိုင်းဆိုင်ရာခုနပြောတဲ့အရာတွေကိုလေ့ကျင့်ရင်းနဲ့အကောင်းဆုံးဖြတ်ကျော်သွားနိုင်တဲ့သူတွေရှိတယ်တချို့ကြတော့လေဒီအရာတွေကိုဖြစ်လာဖို့ရန်အတွက်အငယ်စဉ်ကလေးဘဝကစပြီးမှစိတ်ထဲမှာရှိတဲ့စိတ်ဒဏ်ရာတွေအကြောင်းမို့ဖြစ်တည်လာတဲ့အရာတွေလည်းရှိတာဖြစ်တယ်အဲ့ခါကျတော့တချို့အရာတွေက serious ဖြစ်တဲ့အတွက်ကြောင့်မို့တကယ်တိတက်ကျွမ်းတဲ့ counselor တွေသူတို့တွေနဲ့တိုင်ပင်ဆွေးနွေးတာကတော့တကယ် root cause ပေါ့နော်တကယ်အမြင့်ကိုကျွန်တော်တို့ကပို့ပြီးမှသိရှိလာနိုင်မှာဖြစ်တယ်ပေါ့နော်အခါကျရင်တော့ကျွန်တော်တို့ကပို့ပြီးမှအကောင်းဆုံးသူတို့နဲ့လက်တွဲပြီးမှအကောင်းဆုံးဖြည့်ရှင်းသွားနိုင်မှာဖြစ်တယ်ဆိုပြီးမှအကြံပြုချင်တာဖြစ်တယ်ပေါ့နော်ဒီနေ့ဒီဗီဒီယိုလေးကအားလုံးအကျိုးရှိမယ်လို့မျှော်လင့်နေပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်